ကျမတို့ရဲ့စိတ်ကူးရံကဘာထဲမှာဆိုရင်တော့ကျမတို့အကုန်လုံးဟာကိုယ်ပိုင်စီးပွားရေးတစ်ခုကိုထူထောင်နေပြီးအကုန်လုံးအောင်မြင်နေကြမှာပါဝန်ထမ်းတွေကလည်းအများကြီးခံထားပြီးတော့အကုန်လုံးပျော်ပျော်ရွှင်ရွှင်နဲ့ငွေကြေးပူပန်မှုကင်းတဲ့ဘဝမှာနေနိုင်ကြပြီလို့ဆိုလို့ရပါတယ်လက်တွေ့မှာဆိုရင်တော့ဒီလိုကိုယ်ပိုင်စီးပွားရေးတစ်ခုကိုထူထောင်နိုင်ဖို့ဆိုတာကကျမတို့ကတနေရာမှာအလုပ်လုပ်နေပြီးငွေစုဆောင်းကြရမှာဖြစ်ပါတယ်ဆိုတော့ဒီဝန်ထမ်းအလုပ်တွေထဲမှာဘယ်အလုပ်တွေကဝင်ငွေကောင်းကလေးဆိုတာဒီကနေ့ရဲ့ top ဆုံးဗီဒီယိုထဲမှာစေဘတ်ဆိုင်ရာကနေစဥပဒေဆိုင်ရာအမှုပညာဆိုင်ရာနဲ့နည်းပညာပိုင်းဆိုင်ရာဝင်ငွေအကောင်းဆုံးအလုပ်တွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ပရိသတ်တို့ရောအရန်ကိုစိတ်ဝင်စားတဲ့အလုပ်တစ်ခုကိုတွေ့သွားနိုင်မယ်လို့မျှော်လင့်မိပါတယ်။မှန်ပါတယ်။လားစာတွေဆိုတာကအတွေ့အကြုံနဲ့ကျွမ်းကျင်မှုတွေပေါ်မှာအများကြီးကိုစကားပြောပေမဲ့လေတကယ်တမ်းစိတ်ပါဝင်စားစာနဲ့ဒါလုပ်မယ်ဆိုရင်တော့ဘယ်အလုပ်ရှင်မှမကြိုက်ဘူးဆိုတာမရှိပါဘူးနော်မြန်မာနိုင်ငံမှာဆိုရင်တော့အခြေခံလုပ်သားရဲ့တရက်လစာကတရက်လုံးထောင်ကနန်းပဲရှိရဲဆိုတော့ကျမတို့အခုရှာမဲ့ကိစ္စကတကယ်ကိုလစာကောင်းတဲ့အလုပ်ကြောင့်ပဲဖြစ်ပါတယ်တချို့လုပ်တရားဆိုရင်တော့ခက်တွေဘလောက်ပဲပြောင်းဒီပုံစံအတိုင်းပဲဆက်သွားနေရမျိုးတွေလည်းရှိသလိုတချို့တွေကတော့တိုးတက်လာတဲ့ခင်းနဲ့ညီလိုက်လံပြီးတော့ပြောင်းလဲနေပါတယ်ကဲဒီနေ့အကြောင်းအရာမစသေးခင်မှာ subscribe နဲ့ခေါင်းလောင်းလေးနှိပ်ပြီးတော့ top ဆုံးကိုအားပေးသွားပါအောင်နော်ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုမှာလစာဝင်ငွေအကောင်းဆုံးအလုပ်တွေအကြောင်းကိုခိုင်ကပြောပြပေးသွားပါတော့မယ်နော်နံပါတ်1လေယာဉ်မှုလုပ်မြန်မာနိုင်ငံမှာကျွမ်းကျင်လေကြောင်းလိုင်းလေယာဉ်မှုတွေရဲ့လိုအပ်ချက်တွေမြင့်တက်လာပြီးလေကြောင်းလုပ်ငန်းတိုးချဲ့မှုတွေနဲ့လေကြောင်းခီးတွာလာမှုတိုးလာခြင်းတွေကြောင့်လည်းပို့ပြီးတော့မှကျေပြန့်လာနိုင်တယ်လို့ဆိုလို့ရပါတယ်။နိုင်ငံရဲ့စီးပွားရေးတိုးတက်မှုတွေကိုတွေ့ကြုံနေရတဲ့အတွက်ကြောင့်လေကြောင်းလိုင်းတွေကခီးတွေကလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်မှုအတွက်အရေးချင်းပြည့်မီတဲ့လေယာဉ်မှုတွေနဲ့အလုပ်လုပ်လာကြတာတွေကိုတည်တည်ချာချာမြင်တွေ့ကြရမှာဖြစ်ပါတယ်။ဒီရာထူးအတွက်လိုအပ်တဲ့အထူးကျွမ်းကျင်မှုတွေနဲ့ကျေပြန့်လေ့လာသင်ကြားမှုတွေအနေနဲ့တူမြင့်မားတဲ့လိုအပ်ချက်တွေဟာမြန်မာနိုင်ငံမှာရှိတဲ့ထိပ်တန်းဝင်ငွေရှိတဲ့သူတွေထဲမှာလေကြောင်းလိုင်းလေယာဉ်မှုတွေကိုယာရုပေးထားတာပါ။ဒါအပြင်အလုပ်ကိုင်ရတာဝန်နဲ့တိကျမှုတွေရာဆိုရင်လေ၎င်းရဲ့လစာမြင့်မားတဲ့သဘောတဘာဝတွေကိုအထောက်အကူဖြစ်စေပြီးနိုင်ငံတွင်လုံခြုံပြီးတော့ထိရောက်တဲ့လေကြောင်းတည်ယူပို့ဆောင်ရေးတွေမှာလေယာဉ်မှုတွေအကြီးကပါဝင်တဲ့အခန်းကဏ္ဍတွေကိုထင်ဟပ်စေလျက်ရှိနေပါတယ်ရှင်။နံပါတ်2ကလေးထုခုစီယာဝင်တွေမြန်မာနိုင်ငံမှာကလေးထုခုစီယာဝင်တွေလိုအပ်ချက်တွေကမြင့်တက်လာခဲ့ပြီးလူဦးရေတွေကလည်းတနေ့ထက်တနေ့တိုးပွားလာမှုတွေကြောင့်ကလေးကျန်းမာရေးစောင့်ရှောက်မှုပေါ်မှာအလေးထားမှုတွေကလည်းမြင့်တက်လာနေခဲ့ပါတယ်။အစောပိုင်းကလေးဘဝဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ကျန်းမာရေးကိုအဓိကထားပြီးအထူးပြုစုစောင့်ရှောက်မှုပေးနိုင်မှုအတွက်အရေးချင်းပြည့်မီတဲ့ကလေးထုခုစီယာဝင်တွေကိုမိဘတွေနဲ့ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်းတွေကရှာဖွေလျက်ရှိနေကြတာပါ။ဒါကြောင့်လည်းဒီနယ်ပယ်မှုမှာကျွမ်းကျင်တဲ့ကျွမ်းကျင်ပညာရှင်တွေကလည်းရှားပါနေတဲ့အတွက်ကလေးထုခုစီယာဝင်တွေအတွက်ဝင်ငွေကိုလည်းပို့ပြီးတော့တိုးမြင့်လာစေကြတာတွေကိုတိတိတသားတွေ့နိုင်ကြပါတယ်။ကျေပြန့်တဲ့ပညာရေးနဲ့ရှုပ်ထွေးတဲ့လေ့ကျင့်မှုတွေလိုအပ်တဲ့ဒီကလေးထုခုစေပညာတွေရဲ့အခန်းကဏ္ဍတွေကြောင့်လေသူတို့ရဲ့ဝန်ဆောင်မှုတွေကြောင့်မြန်မာနိုင်ငံရဲ့လက်ရှိကျန်းမာရေးစောင့်ရှောက်မှုပိုင်းတွေမှာလစာကောင်းတွေရရှိနိုင်တဲ့အလုပ်တစ်ခုဖြစ်ကြောင်းအခိုင်အမာပြောဆိုနိုင်တာဖြစ်ပါတယ်ရှင်။နံပါတ်3ခွဲစိတ်ဆရာဝန်တွေမြန်မာနိုင်ငံမှာဆိုရင်တော့ခွဲစိတ်ဆရာဝန်ကြီးတွေဆိုတာစေဘန်းဆိုင်ရာကျွမ်းကျင်မှုတွေနဲ့အရေးချင်းပြည့်မီတဲ့ပညာရှင်တွေဖြစ်ကြတာကြောင့်သူတို့ကိုလိုအပ်ချက်တွေရလဲမြင့်မားလာခြင်းကြောင့်ဒီလိုတိုးပွားလာတဲ့လူဦးရေနဲ့ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်တွေနဲ့ခွဲစိတ်မှုတွေအတွက်လိုအပ်တဲ့ကျွမ်းကျင်မှုတွေမြင့်မားတဲ့ဝင်ငွေအလားအလာတွေကိုရရှိတဲ့ဆိုတာတွေကဘယ်သူမှညှင်းဆိုလို့မရတဲ့အချက်တွေပဲဖြစ်ပါတယ်။ခွဲစိတ်ဆရာဝန်တွေကတိုးတက်ပြောင်းလဲနေတဲ့ကျန်းမာရေးဆောင်ရှောက်မှုအခင်းအကျင်းတွေမှာသူတို့ရဲ့ဝန်ဆောင်မှုတွေကိုမရှိမဖြစ်လိုအပ်လာတဲ့အတွက်ကြောင့်အမျိုးမျိုးတဲ့စေဘန်းဆိုင်ရာအခြေအနေတွေကိုဖြည့်ရှင်းမှုအတွက်အရေးပါတဲ့ကဏ္ဍတွေမှာပါဝင်တာကြောင့်အကျိုးဆက်အနေနဲ့နိုင်ငံအတွင်းမှာဝင်ငွေအများဆုံးဆက်ဆံရတဲ့အသက်မွေးဝမ်းကြောင်းမှုတရက်အနေနဲ့ရပ်တည်နေလျက်ရှိနေပါတယ်ရှင်။နံပါတ်4အာယုံကြောခွဲစိတ်ဆရာဝန်မြန်မာနိုင်ငံမှာရှိတဲ့အာယုံကြောခွဲစိတ်ဆရာဝန်တွေရာဆိုရင်တော့ရှုပ်ထွေးတဲ့အာယုံကြောဆိုင်ရာအခြေအနေတွေကိုကုသတဲ့နေရာမှာ၎င်းတို့ရဲ့ထူးခြားတဲ့ကျွမ်းကျင်မှုတွေကြောင့်ထိပ်တန်းလစာတွေရရှိကြတာပါ။အုံနောက်နဲ့ကြော်ရိုးခွဲစိတ်မှုတွေရဲ့အရေးကြီးတဲ့သဘောတဘာဝတွေကကျေပြန့်တဲ့လေ့ကျင့်မှုတွေနဲ့အထူးပြုမှုလိုအပ်ပြီးအရေးချင်းပြည့်မီတဲ့အာယုံကြောခွဲစိတ်ဆရာဝန်တွေရဲ့အကန့်အသတ်တွေနဲ့အစုဝေးတွေကိုဖြစ်ပေါ်စေပါတယ်။ခင်မီအာယုံကြောဆိုင်ရာစောင့်ရှောက်မှုလိုအပ်ချက်တွေတိုးလာနေမြ၎င်းတို့ရဲ့အထူးပြုကျွမ်းကျင်မှုတွေအားဆိုရင်လေတန်ဖိုးမဖြစ်နိုင်တဲ့အာယုံကြောခွဲစိတ်ဆရာဝန်တွေကိုမြန်မာနိုင်ငံစေဘက်ဆိုင်ရာအခင်းကျင်းမှာလစာတွေအရာဆုံးနဲ့ကျွမ်းကျင်သူတွေကြားထဲမှာနေရာယူထားတာဖြစ်ပါတယ်ရှင်။နံပါတ်5စိတ်ယောဂကုဆရာဝန်သူတို့တွေကမနာကျမ်းမှုတွေကိုပဲကုပေးတာမဟုတ်ဘဲနဲ့လူနာတွေနဲ့တော်ကိုအချိန်ပေးပြီးတော့ကုသရတာပါပြောဆိုဆက်ဆံရတဲ့နားလေပေးရတဲ့အကြံပေးရတာတွေကြောင့်လေသူတို့ရဲ့အလုပ်ကအရန်ကိုခက်ခဲတဲ့ထဲမှာပါဝင်ပါတယ်ဒါပေမဲ့လူတွေကိုငြိမ်းချမ်းအောင်လို့ဆောင်ကျဉ်ပေးနိုင်တဲ့အတွက်သူတို့ရဲ့အလုပ်ကအရန်ကိုအရေးပါပြီးစိတ်ကျေနပ်မှုရစေမှာအမှန်ပါပဲရှင်နံပါတ်6အချက်အလက်သိပ္ပံပညာရှင်
မြန်မာနိုင်ငံမှာနေပယ်တီတီမှ data မောင်းနေတဲ့ဆုံးဖြတ်ချက်ချခြင်းပေါ်မှာမှီခိုထားမှုတွေကများပြားလာခြင်းတွေကြောင့် data သိပ္ပံပညာရှင်လောက်ကလစာတွေမြင့်မားလေးရှိပါတယ်။စီးပွားရေးလုပ်ငန်းတွေဟာဆိုတော့မဟာဗျူဟာဆိုင်ရာထိုးထွင်းသိမြင်မှုတွေအတွက်အချက်လက်ကြီးကြီးမားမားတွေကိုအသုံးချတာနဲ့မျှကျွမ်းကျင်တဲ့ကျွမ်းကျင်ပညာရှင်တွေရဲ့လိုအပ်ချက်တွေကလည်းမြင့်တက်လာခဲ့ပါတယ်။အတွေ့အကြုံရှိတဲ့အချက်လက်သိပ္ပံပညာရှင်တွေရှားပါမှုတွေအားဆိုရင်တော့၎င်းတို့ရဲ့ဈေးကွက်တန်ဖိုးတွေကိုချဲ့ထွင်စေပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့ data သိပ္ပံပညာရှင်တွေအတွက်လစာတွေကနှစ်စဉ်ဒေါ်လာ2သိန်းကနေဒေါ်လာ4သိန်းကြားရရှိကြပြီးနိုင်ငံရဲ့ digital စီးပွားရေးရဲ့အလင်းမြန်စွာပြောင်းလဲမှုတွေနဲ့အခင်းအကျင်းတွေမှာစမ်းသစ်တည်ထွင်မှုတွေနဲ့ထိရောက်မှုတွေကိုမောင်းနှင်ပေးတဲ့ data ကုန်ကျန်းအချက်လက်တွေကိုလက်တွေ့လှုပ်ဆောင်နိုင်တဲ့ဉာဏ်ရည်ဉာဏ်သွေးဖြစ်တဲ့ပြောင်းလဲတဲ့နေရာမှာ၎င်းတို့ပါဝင်တဲ့အဓိကအခန်းကဏ္ဍတွေကိုထင်ဟပ်စေပါတယ်ရှင်။နံပါတ်9စက်မှုအင်ဂျင်နီယာစက်မှုလုပ်ငန်းခွင်တွေမှာဉာဏ်ရည်တိုးပြီးတော့တိုးမြင့်ပေါင်းစပ်မှုတွေကြောင့်မြန်မာနိုင်ငံမှာစက်တင်ယူမှုအင်ဂျင်နီယာယာတူတွေရာဆိုရင်တော့လစာအများဆုံးစီးရင်တွေမှာပါဝင်ပါတယ်။လုပ်ငန်းတွေရာဆိုရင်တော့ပုံမကောင်းမွန်တဲ့အလိုလျောက်စနစ်နဲ့ကြိုတင်ခံမှန်းပိုင်းခြားစိတ်ဖြာမှုတွေအတွက်စက်တင်ယူမှုတွေကိုအသုံးချဖို့အတွက်ကြိုးပမ်းလာနေမြကျွမ်းကျင်အင်ဂျင်နီယာတွေရဲ့လိုအပ်ချက်တွေကလည်းမြင့်တက်လာခဲ့ပါတယ်။လိုအပ်တဲ့အထူးပြုအသိပညာတွေရာဆိုရင်တော့အကန့်အသတ်ရှိတဲ့အရေးချင်းစစ်အုပ်စုနဲ့တွဲပြီးတော့၎င်းတို့ရဲ့ဝင်ငွေအလားအလာတွေကိုတိတိကျကျမြင့်တင်ပေးတာပါ။မြန်မာနိုင်ငံမှာရှိတဲ့စက်တင်ယူမှုအင်ဂျင်နီယာတွေရာဆိုရင်တော့နှစ်စဉ်ဒေါ်လာ2သိန်းခွဲကနေ5သိန်းထိလစာတွေပေးလိရှိကြပြီးနိုင်ငံရဲ့နည်းပညာအခင်းကျင်းတွေကိုမြင့်တင်မှုအတွက်နဲ့အရှင်အဟုန်နဲ့ပြောင်းလဲနေတဲ့နေပယ်တွေမှာစမ်းသစ်တည်ထွင်မှုတွေကိုဖော်ဆောင်တဲ့နေရာမှာ၎င်းတို့ရဲ့အဓိကအခန်းကဏ္ဍတွေကိုထင်ဟပ်ပြသလျက်ရှိနေပါတယ်ရှင်။နံပါတ်10 software developerမြန်မာနိုင်ငံမှာအကြီးတန်း software developer ရာထူးတွေဟာဆိုရင်တော့နိုင်ငံရဲ့တိုးချဲ့လာတဲ့နည်းပညာကဏ္ဍတွေကြောင့်မြန်မာတဲ့လစာတွေကျွမ်းပါလိမ့်ရှိကြပါတယ်။ခင်မီစံပြတဲ့ software ဖြည့်ရှင်းချက်တွေအတွက်လိုအပ်ချက်တိုးလာနေမြအကြီးတန်း developer တွေရဲ့ကျွမ်းကျင်မှုတွေနဲ့အတွေ့အကြုံတွေရလည်းအရေးကြီးပါတယ်။ကျွမ်းကျင်တဲ့ကျွမ်းကျင်ပညာရှင်တွေရှားပါမှုတွေကမြင့်တက်တဲ့ရော်ချင်းငွေတွေကိုအထောက်အကူဖြစ်စေတာပါ။မြန်မာနိုင်ငံမှာရှိတဲ့အကြီးတန်း software developer တွေအတွက်လစာတွေရာဆိုရင်တော့နှစ်စဉ်ဒေါ်လာ2သိန်းမှဒေါ်လာ4သိန်းကြားရှိနေကြပြီးစမ်းသစ်တည်ထွင်မှုတွေကိုမောင်းနှင်မှုအတွက်နဲ့နည်းပညာဗဟုပြုစီးပွားရေးရဲ့ကြီးထွားလာနေတဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းတဲ့နေရာမှာ၎င်းတို့ရဲ့အဓိကအခန်းကဏ္ဍတွေကိုထင်ဟပ်စေတာပါမြန်မာနိုင်ငံဟာဆိုရင်တော့ digital အသွင်ပြောင်းခြင်းတွေကိုလက်ခံလာနေမြအကြီးတန်း software developer တွေရာဆိုရင်လေ၎င်းတို့ရဲ့အရေးချင်းတွေကိုမြင့်မားစွာတန်ဖိုးထားကြပြီးလက်ရှိအလုံးမှာလစာကောင်းကောင်းရရှိစေဖို့အတွက်အဓိကအခန်းကဏ္ဍကနေပါဝင်ပါတယ်ရှင်။နံပါတ်9ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်းရှင်မြန်မာနိုင်ငံဟာဆိုရင်တော့ငွေကြေးအခင်းအကျင်းနဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေတိုးချဲ့လာခြင်းတွေကြောင့်လစာတွေမြင့်မားလျက်ရှိပါတယ်။နိုင်ငံရဲ့စီးပွားရေးတိုးတက်မှုတွေကိုတွေးကြုံရတာနဲ့မျှစီးပွားရေးလုပ်ငန်းတွေဟာဆိုရင်လေမဟာဗျူဟာကျဆုံးဖြတ်ချက်ချဖို့အတွက်ငွေကြေးဆိုင်ရာကျွမ်းကျင်မှုတွေကိုရှာဖွေကြတာပါ။ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်းရှင်တွေဟာဆိုရင်လေ၎င်းတို့ရဲ့မြင့်မားတဲ့ဝင်ငွေအလားအလာတွေကိုပံ့ပိုးပြီးတဲ့ပေါင်းစည်းမှုတွေဝယ်ယူမှုတွေနဲ့ရန်ပုံငွေရှာဖွေရေးတွေမှာအဓိကအခန်းကဏ္ဍကနေပါဝင်ပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်းရှင်တွေအတွက်လစာငွေတွေကပုံမှန်အားဖြင့်နှစ်စဉ်ဒေါ်လာ3သိန်းကနေဒေါ်လာ6သိန်းကြားမှာရှိကြပြီးရှုပ်ထွေးတဲ့ငွေကြေးလွှဲပြောင်းမှုတွေကိုလှုပ်ဆောင်ဖို့အတွက်လိုအပ်တဲ့အထူးကျွမ်းကျင်မှုစွမ်းရည်တွေကိုထင်ဟပ်စေတာပါ။ငွေရေးကြေးရေးထက်မြက်မှုဈေးကွက်ထိုးထွင်းသိမြင်မှုတွေနဲ့အရေးချင်းပြည့်မီတဲ့ကျွမ်းကျင်ပညာရှင်တွေရှားပါမှုတွေကိုပေါင်းစပ်မှုတွေကမြန်မာနိုင်ငံရဲ့တက်ကြွတဲ့ဗဏ္ဍာရေးကဏ္ဍမှာထိပ်တန်းဝင်ငွေတွေမှာရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်းရှင်တွေနေရာယူထားတာဖြစ်ပါတယ်ရှင်။နံပါတ်10 CEOမြန်မာနိုင်ငံမှာ CEO ရာထူးဟာဆိုရင်တော့များပြားလာတဲ့လစာတွေကိုပေးဆောင်ပြီးလုပ်ငန်းလည်ပတ်မှုတွေရဲ့ရှုပ်ထွေးမှုတွေနဲ့ဗျူဟာမြောက်ခေါင်းဆောင်မှုလိုအပ်မှုတွေကိုထင်ဟပ်စေတာပါ။နိုင်ငံရဲ့စီးပွားရေးချဲ့ထွေးမှုတွေကိုကြုံတွေ့နေရချိန်မှာကုမ္ပဏီတွေဟာဆိုရင်တော့စိန်ခေါ်မှုတွေကိုဖောက်ထုတ်နိုင်မှုအတွက်တိုးတက်မှုတွေကိုတွန်းအားပေးဖို့အတွက်ကျွမ်းကျင်တဲ့အမှုဆောင်တွေလိုအပ်ပါတယ်။ဦးစီးဖွဲ့တွေအတွက်အတွေ့အကြုံရှိသူတဦးချင်းရှားပါမှုတွေက CEO တွေအတွက်မြန်မာတဲ့ဝင်ငွေအလားအလာတွေကိုထောက်ကူပြုပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့ CEO တွေအတွက်လစာတွေဟာဆိုရင်တော့နှစ်စဉ်ဒေါ်လာ9သိန်းမှ15သိန်းအထိကုမ္ပဏီအရွယ်စားနဲ့လုပ်ငန်းပေါ်မှာမူတည်ပြီးတော့ကွဲပြားပါတယ်။ CEO တွေရဲ့အဓိကတာဝန်မှာမြန်မာနိုင်ငံမှာလစာအများဆုံးရတဲ့ကျွမ်းကျင်ပညာရှင်တွေကြားထဲမှာအောင်မြင်မှုရရှိစေမယ့် corporate လမ်းညွှန်ချက်တွေကိုပုံဖော်တဲ့နေရာမှာအဓိကတာဝန်ရှိပါတယ်ရှင်။နံပါတ်7 engineer manager
မြန်မာနိုင်ငံမှာအင်ဂျင်နီယာမန်နေဂျာတဦးရဲ့အခန်းကဏ္ဍကနိုင်ငံရဲ့အခြေခံအဆောက်အအုံနဲ့နည်းပညာဆိုင်ရာတိုးတက်မှုတွေကြောင့်မြင့်မားတဲ့လစာတွေကိုပေးဆောင်ပါတယ်။အင်ဂျင်နီယာ project တွေအရှိန်အဟုန်နဲ့ရှုပ်ထွေးနေတဲ့နည်းပညာအဖွဲ့တွေကိုကြီးကြပ်ဖို့အတွက်စီးပွားရေးလုပ်ငန်းတွေဟာအတွေ့အကြုံရှိတဲ့ခေါင်းဆောင်တွေကိုရှာဖွေကြပါတယ်။အင်ဂျင်နီယာမန်နေဂျာတွေဟာဆိုရင်တော့ project အကောင့်ထဲပေါ်မှုစမ်းသစ်တည်ထွင်မှုတွေနဲ့အရေးအသွေးထိန်းချုပ်မှုတွေမှာအထူးအခန်းကဏ္ဍကနေပါဝင်ပြီး၎င်းတို့ရဲ့မြင့်မားတဲ့ဝင်ငွေအလားအလာတွေကိုပံ့ပိုးပေးတာပါ။မြန်မာနိုင်ငံမှာရှိတဲ့အင်ဂျင်နီယာဟာအင်ဂျင်နီယာမန်နေဂျာတွေအတွက်လစာရီယာဆိုရင်တော့ပုံမှန်အားဖြင့်နှစ်စဉ်ဒေါ်လာ300နဲ့ဒေါ်လာ6သိန်းရှိကြပြီးအင်ဂျင်နီယာ project တွေအတွက်အောင်မြင်မှုတွေကိုစီမံခန့်ခွဲဖို့နဲ့မောင်းနှင်မှုအတွက်လိုအပ်တဲ့အထူးပြုကျွမ်းကျင်မှုတွေကိုထင်ဟပ်စေပါတယ်။ဤပညာကျွမ်းကျင်မှုခေါင်းဆောင်မှုစွမ်းရည်နဲ့အရေးချင်းပြည့်မီတဲ့ကျွမ်းကျင်ပညာရှင်တွေရှားပါလာမှုတွေကိုပေါင်းစပ်မှုတွေကမြန်မာနိုင်ငံမှာထိပ်တန်းဝင်ငွေရရှိတဲ့သူတွေထဲမှာအင်ဂျင်နီယာမန်နေဂျာတွေရာထူးတွေကလည်းတကယ့်ကိုလစာကောင်းလာတာဖြစ်ပါတယ်ရှင်။နံပါတ်7ဖြည့်ရှင်းချက်ဘိတုကာပညာရှင်မြန်မာနိုင်ငံရဲ့ digital အသွင်ပြောင်းတဲ့စက်မှုလုပ်ငန်းခွင်တွေမှာတိုးတက်နေတဲ့အတွက်မြန်မာနိုင်ငံမှာလစာတွေမြင့်မားနေရပါရှုပ်ထွေးတဲ့နည်းပညာဖြည့်ရှင်းချက်တွေကိုအသုံးပြုတဲ့စီးပွားရေးလုပ်ငန်းတွေနဲ့အတူဖြည့်ရှင်းချက်ဘိတုကာပညာရှင်တွေရဲ့ကျွမ်းကျင်မှုတွေကအရေးကြီးပါတယ်ဒီကျွမ်းကျင်ပညာရှင်တွေဟာဆိုရင်တော့အတိုင်းအတာအထိလုံခြုံပြီးထိရောက်တဲ့စနစ်တွေကိုဒီဇိုင်းဆွဲပြီးတော့အကောင့်ထဲပေါ်ပါတယ်အတွေ့အကြုံရှိတဲ့ဘိတုကာပညာရှင်ရှားပါမှုတွေနဲ့အတူ၎င်းတို့ရဲ့ကျွမ်းကျင်မှုလိုအပ်ချက်တွေဟာ၎င်းတို့ရဲ့ဝင်ငွေအလားအလာတွေကိုတိတိတသာမြင့်တင်ပေးပါတယ်မြန်မာနိုင်ငံမှာရှိတဲ့ဖြည့်ရှင်းချက်ဘိတုကာတွေအတွက်လစာတွေကနှစ်စဉ်ဒေါ်လာ2သိန်းခွဲကနေဒေါ်လာ5သိန်းကြားရှိနေပြီးနည်းပညာဖြည့်ရှင်းချက်တွေကိုလုပ်ငန်းရည်မှန်းချက်တွေနဲ့ချိန်ညှိတဲ့နေရာမှာအဓိကကျတဲ့အခန်းကဏ္ဍတွေကိုရောင်ပြဟက်ကမြန်မာနိုင်ငံရဲ့တိုးတက်ပြောင်းလဲနေတဲ့နည်းပညာအခင်းကျဲမှာရေရှည်တည်တဲ့ခိုင်မြဲတဲ့တိုးတက်မှုတွေကိုအာမခံပါတယ်ရှင်။နံပါတ်7မြန်မာနိုင်ငံမှာရှိတဲ့ရေနံအင်ဂျင်နီယာတွေထွန်ကားနေတဲ့စွမ်းရည်ကဏ္ဍတွေကြောင့်မြန်မာတဲ့လစာတွေကိုပေးဆောင်မှုအတွက်တိုးမြင့်ရှာဖွေရေးနဲ့ထုတ်လုပ်မှုလုပ်ငန်းတွေနဲ့အတူအဲ့ဒီအင်ဂျင်နီယာတွေဟာဆိုရင်တော့ရေနံနဲ့တဘာဝဓာတ်ငွေ့လုပ်ငန်းတွေကိုအကောင်းဆုံးဖြစ်အောင်လုပ်ဆောင်တဲ့နေရာမှာအရေးကြီးတဲ့အခန်းကဏ္ဍမှာလိုအပ်တဲ့အထူးပြုအသိပညာဟာဆိုရင်တော့နေပယ်ရဲ့တောင်းဆိုမှုသဘောတဘာဝနဲ့ပေါင်းဆက်က၎င်းတို့ရဲ့မြန်မာတဲ့ဝင်ငွေအလားအလာတွေကိုပံ့ပိုးပေးပါတယ်မြန်မာနိုင်ငံမှာရှိတဲ့ရေနံအင်ဂျင်နီယာတွေအတွက်လစာတွေဟာဆိုရင်တော့ပုံမှန်အားဖြင့်နှစ်စဉ်ဒေါ်လာ300နဲ့ဒေါ်လာ9သိန်းရှိနေပြီးနိုင်ငံရဲ့စွမ်းရည်အရင်းမြစ်တွေတည်တံ့ခိုင်မြဲရေးနဲ့တိုးတက်ရေးအတွက်၎င်းတို့ရဲ့အရေးပါတဲ့အခန်းကဏ္ဍတွေကိုထင်ဟပ်စေပါတယ်ရှင်။နံပါတ်14အယောင်းလုပ်တာမြန်မာနိုင်ငံရဲ့ဈေးကွက်ချဲ့ထွေးမှုတွေနဲ့ပြိုင်ဆိုင်မှုရှိတဲ့စီးပွားရေးပတ်ဝန်းကျင်တွေကြောင့်မြန်မာနိုင်ငံမှာရှိတဲ့အယောင်းလောက်ကိုင်တွေရာဆိုရင်တော့မြန်မာတဲ့ဝင်ငွေအလားအလာတွေကိုပေးစွမ်းနိုင်ပါတယ်။ကျွမ်းကျင်တဲ့အယောင်းကျွမ်းကျင်တဲ့သူတွေကဝင်ငွေကိုတွန်းအားပေးဖို့နဲ့ဖောက်တဲ့ဆက်ဆံရေးတွေကိုတိစောက်ဖို့အတွက်တောင်းဆိုနေကြပါတယ်။မြန်မာနိုင်ငံမှာအယောင်းကဏ္ဍတွေအတွက်လစာတွေရာဆိုရင်တော့နှစ်စဉ်ဒေါ်လာ3သိန်းခွဲရနဲ့ဒေါ်လာ4သိန်းကြားစက်မှုလုပ်ငန်းနဲ့စွမ်းဆောင်ရည်ပေါ်မှာမူတည်ပြီးတော့ကွဲပြားပါတယ်။ကော်မရှင်အခြေခံဖွဲ့စည်းပုံဟာမြန်မာနိုင်ငံရဲ့တက်ကြွတဲ့ဈေးကွက်အခင်းကျဲမှာစီးပွားရေးတိုးတက်မှုတွေနဲ့အောင်မြင်မှုတွေကိုပံ့ပိုးပေးတဲ့နေရာမှာအယောင်စွမ်းရည်ရဲ့အရေးပါမှုတွေကိုထင်ဟပ်စေတဲ့အခြေခံလစာတွေကိုမကြာခဏဖြည့်စွက်ပေးလေ့ရှိပါတယ်ရှင်။နံပါတ်5လုပ်ငန်းဘိတုကာပညာရှင်မြန်မာနိုင်ငံရဲ့လုပ်ငန်းဆိုင်ရာဘိတုကာပညာရှင်တွေရာဆိုရင်တော့ရှုပ်ထွေးတဲ့စီးပွားရေးစနစ်တွေကိုပုံဖော်ခြင်းတွေနဲ့အကောင်းဆုံးဖြစ်အောင်ပုံဖော်တဲ့နေရာမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ကြောင်းလစာတွေမြင့်မားကြတာပါ။ဒီဂျစ်တယ်အသွင်ပြောင်းမှုအရှိန်ဟုန်နဲ့အရှိန်ဟုန်မြင့်လာတဲ့ညလုပ်ငန်းတွေရာဆိုရင်လည်းအဖွဲ့အစည်းဆိုင်ရာရည်မှန်းချက်တွေနဲ့နည်းပညာတွေကိုချိန်ညီဖို့အတွက်ကျွမ်းကျင်ပညာရှင်တွေကိုရှာဖွေကြတာပါ။အရေးချင်းပြည့်မီတဲ့လုပ်ငန်းဘိတုကာပညာရှင်တွေရှားပါမှုတွေရာဆိုရင်တော့၎င်းတို့ရဲ့ဝင်ငွေအလားအလာတွေကိုတိတိတသာမြင့်တင်ပေးပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့လုပ်ငန်းဘိတုကာတွေအတွက်လစာရီယာဆိုရင်တော့နှစ်စဉ်ဒေါ်လာ2သိန်းခွဲရနဲ့ဒေါ်လာ6သိန်းရရှိကြပြီးနိုင်ငံရဲ့တိုးတက်ပြောင်းလဲနေတဲ့စီးပွားရေးအခင်းကျင်းတွေမှာနည်းပညာထိရောက်မှုတွေနဲ့စမ်းသစ်တည်ထွင်မှုတွေပေါ်မှာမဟာဗျူဟာမြောက်အကျိုးသက်ရောက်မှုတွေကိုထင်ဟပ်စေတာပါ။ရော်ကျင်းငွေတွေကိုထောက်ကူဖြစ်စေပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့အရေးချင်းပြည့်မီတဲ့လုပ်ငန်းဘိတုကာပညာရှင်တွေရှားပါမှုတွေရာဆိုရင်တော့၎င်းတို့ရဲ့ဝင်ငွေလားလာကိုတိတိတသာမြင့်တင်ပေးပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့လုပ်ငန်းဘိတုကာတွေအတွက်လစာတွေရာဆိုရင်တော့နှစ်စဉ်ဒေါ်လာ2သိန်းခွဲရနဲ့ဒေါ်လာ6သိန်းရှိကြပြီးနိုင်ငံရဲ့တိုးတက်ပြောင်းလဲနေတဲ့စီးပွားရေးအခင်းကျင်းမှာနည်းပညာထိရောက်မှုတွေနဲ့စမ်းသစ်တည်ထွင်မှုပေါ်မှာမဟာဗျူဟာမြောက်အကျိုးသက်ရောက်မှုတွေကိုထင်ဟပ်စေတာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်နဲ့ပဲနှုတ်ဆက်ခွင့်ပြုပါရှင်နောက်တစ်ခေါက်ဒီမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်ဆက်လက်ချက်ကအားပေးကြပါအောင်နော်ပရိသတ်ကြိုက်တွေနဲ့ပြန်လာခင်ပါပေါ့ဘိုင်ဘိုင်